用啥？把老娘三百地起来算，就那亏的嘛，免人爸爸的。都怕啥？把老个他就带不没那呗，带不没那喏。那么大个，都在东里面别跟对的路啊。虽然撇的呀，那么嘛，叫么西路，云南叫嘛，多个500万叫嘛撇的路啊。俺那边推领啊，三年大个，么来上哪在经历来的？怎么着？高位50就。因为个车嘛呀，这边考了变带头，这边车多，因为变稳，因为变稳了比例，原来也当说不啊，是不是出比？不就是因为变稳了，是不是出来比？怕啥把那嘛啊，我个他，能给弄没？但不是出来的，但比原来有路的能给他妈说，但不是出来没？不就是保米呢？你奥头修不那工出来的，但不我们呢，过两个钟呢，不我的，刚刚呢，差到不就是怕啥把那，我个他。是就没得跟着你，不讲啥别的，啊，讲出别的保米的、印尼的、澳洲的、火炉的、路没路虎对吧？爸爸呀，不这个在哪里？没路虎。喵，怕啥不啦？我个他，哎妈，那边昨天今天他明天打呢，干的出来的，我安我讲一咯，干到意思啊？打完了，我阳光。下一路呀，路苗都地路就能表了吧？干到一上户别的人哩，都他明年的人不？啊，户阳光这多边呐，这个多一大那么哇，都他明年的人不？哎，那个黑路个哪一条个？哎，你也没变人，那上辈多了，到哪路？不讲啥，哎，没西路阳光嘛？但没讲到那把玩，哎，没西路，瓜的，瓜吧，你们用的瓜吧？我讲你们用一个了，都在看戏的，哎，没西路。嘿，结果在印度的米路，他说 MCU， 哎啦啊，对面呀，对面别他了，啊，户别的路的呀，所有别他了，就多大差了，表演呢，谁可没给敲打的呢？不讲上多不上苏比罗，哪个有苏比罗为他的带看表，谁别干？忙到球哦，啊，记罗，阿妈睇你的你面牛哦，到达5天忙过晒下南部哦，可别说呀，是的，忙到说敲到哦，个拍电影哦，啊，讲来面别干没给？ကျွန်တော်လိုက်ပြရန်ကြောင်လုံးသားဘယ်လမ်းမှာလဲပြောကျွန်တော်ဆုလေးဖျားလမ်းမှာလားပြောကျွန်တော်ပြကဲညီတကယ်ပြောနေတာလို့ကြီးကျွန်တော်နားထောင်ကောင်းပြောတော့မဟုတ်ဘူး33လမ်းမှာလားကဲပြကျွန်တော်ဘာလမ်းမှာလားကဲဘယ်လမ်းမှာလဲမပြောဘယ်ထမ်းမှာလဲဘယ်အလွှာမှာလဲစမ်းကြောင်းမှာလားညင်နီကုန်းမှာလားလှဲတန်းမှာလားငါးပြေကံပြကျွန်တော်တက်ခံမယ်မောင်တော်ဖြူတက်ခံမယ်ကဲအောင်ဆန်းကသူ့မဆန်နဲ့ဝယ်ပြီးစွပြီးတော့ဝယ်ထားတဲ့တိုက်ခန်းငါးပြေကံပြကျွန်တော်ကဲမတော်တော့ခြေခွက်စရာကြီးတိုင်းပြည်ရဲ့နံပါတ်1ခေါင်းဆောင်ကမင်းဆဲပြေကောင်းတော့မဝင်နိုင်ဘူးလားကျွန်တော်ဒေါသထားနေတာအချပါဗျာအေးထွက်လာလေကဲထွက်လာပါဖြစ်လေကဲထွက်လာပြီကားနဲ့ထွက်လာပြီအကျော်သေးတပိရပ်ပြီလူရင်းတို့ရှင်းရပ်ဒရိုင်မာတက်တက်ကြီးကျော်စိဆင်းသွားပြီအကျော်သေးလင်မယား2ယောက်ကျွန်တော်ကဟိုအချင်းုံငယ်လိုမြန်ပြောနေတာမိမအကျော်ကျော်နေတယ်တဲဦးနဲ့ဘူးဒီကျော်လေးဘယ်ကျော်လေးကိုလာအထက်လှန်အောက်လှန်ပေါ့ယောက်ျားအဝတ်ကလေးနဲ့ဒါမျိုးရင်နွေးကွက်လေးနဲ့တုံနေတာတတိတဲလေးအမိုးလေးနဲ့မတ်တရက်လို့ဘွားဆိုလူတယောက်ဝင်လိုက်ပြီအုတ်ထုံနဲ့ကာကီအေးနဲ့ကာကီပေါင်းမီနဲ့ဟာဘိုးကျော်ဆန်းငါဘာတော့မဟုတ်ဘူးဟဲ့မတကြီးမဟုတ်ဘူးလမ်းဘေးအကျော်တဲစီဆင်းလာတာတိုင်းပြည်ကောင်းတော့ဘိုးကျော်ဆန်းကဲဖြစ်နေပေါ့ဟာဆိုဘိုးကျော်ကြီးမင်းခွက်ချတာချမင်းတို့ဘယ်နေရလဲဟေ့အောင်ရိုးကောင်းပြောမယ်မကြောက်နဲ့ငါ့ကိုရိုးငါမေးတာဖြစ်ကျွန်တော်ဒနုဘက်ကပါဘိုးကျော်ဒနုဘက်ကမင်းဘာလေးလဲကျွန်တော်ကရင်ကဗျာမင်းဘောတက်လာရောင်တက်လာလဲတိုင်းပြည်မညီမတဲ့နဲ့ဘိုးကျော်ကစစ်ဖြစ်တဲ့ကာလကြီးမှာအင်္ဂလိပ်နဲ့ဂျပန်အထက်ဝင်တင်နဲ့ကရင်နဲ့ဗမာနဲ့တက်ကြကျွန်တော်တို့မိသားစုစားဝင်နေခက်လို့ရန်ကုန်တက်ကြောက်မြောင်းမှာကျွန်တော်တို့အိမ်လေးငှားပြီးနေလို့မင်းတို့စပါလို့တာလေအစကျွန်တော်မြင်းလဲမောင်းတာဘိုးကျော်မကြိုက်လို့ကျွန်တော်တို့အကျော်မင်းသားသမီးမရှိလားကျွန်တော်လင်မယားအသားမီးမထွန်းကားပါဘိုးကျော်အဆင်ပြေလားအကျော်လေးရောက်တဲ့ခါကျကျွန်တော်အဆင်ပြေဘိုးကျော်မင်းငါကြည့်နေတာကြာပြီစွတ်ကြိုင်းပြန်နေဒီဇင်ဘာလကြီးကျွန်တော်တို့ပြသူတပူတွေကြီးပေါ့ရောင်မချမ်းနေကြကြီးငါကားမောင်းရင်နဲ့မင်းကိုဖြတ်ကြည့်နေတာမင်းတပတ်လောက်ရှိပြီနော်တဲ့ကဲအခုမှဆင်းလာတာမဟုတ်ဘူးတိုင်းပြည်ကောင်းဆောင်ကကားနဲ့တွိုင်းလဲလှမ်းကြည့်နေတယ်ဒီပါလို့လမ်းပြပိတ်သက်ကိုကားမှတ်တယ်မလူတွေကြက်သလားချောင်းသလားဈေးတယ်လေးတွေဘယ်လိုစားကြသလဲဒီလိုကြီးဂုံငူကြီးနဲ့မဟုတ်ဘူးသူက
မဟုတ်ဘူးသူကမဟုတ်လေဘာလဲကျွန်တော်ရိုးပြောတာကျွန်တော်မျက်စိကဘေးမချော်နဲ့တို့ကြီးမဟုတ်ဘူးခိုးကြည့်ဒီကြည့်သွားတာလေကြည်ရင်တန်းလန်းမှာတွေ့တော့ဟေးအလွန်ထူးဆန်းနေနော်ဆင်းချလာလားအေးမင်းကိုငါပြောမယ်ကွာငါအိမ်မှာမခင်ကြီးနဲ့ငါနဲ့မနေ့ကညတော့စကားပြောကြသေးတယ်တဲ့တို့လမ်းထိပ်ကအကျော်တရကောင်းလေးရအဲ့ဒီမရှိဘာမရှိနဲ့မခင်ကြီးရဲ့ငါတနာနေတာငါတနေ့တော့ဆင်းမေးဦးမယ်ဆိုငါခုရုံးညင်နေဆော့လို့ငါဆင်းမေးတာတဲ့မင်းအဲ့ဒီမရှိဘူးလားအဲ့ကြမှာဆွတ်ကြဲမဲ့တဲ့ကောင်လေးကဘိုးကျကျွန်တော်မှမရှိပါဘူးဗမာပြည်သူပြည်သားများဆင်းရဲပြီဆိုရင်မတို့ကုန်းကောက်เสียမရှိပါဘူးဟင်းသလားတက်ကတူမှနေတယ်ကျွန်တော်တက်ကတူရှိအပေါင်ဆိုင်လေးကကိုသိန်းဝင်းနဲ့ကျွန်တော်လည်းရင်းနှီးလို့ကျွန်တော်တောထိုင်နေတာလာပေါင်လိုက်တာထမင်းအိုးတွေစောင်းနေမကြသေးပါဘူးကျွန်တော်ရန်ကုန်ပြောင်းလာတာ3နှစ်ရှိပါသေးတယ်အမတို့မောင်သားချွဲတော့မဆိုးဘူးကျွန်တော်ဒါပြောလက်ခံတယ်ဆရာဦးကျွန်တော်တို့မဆိုးပါဘူးသူဆိုးသူများဟာဆရာကြီးကြောက်ဆရာကောင်းတော့မနေ့ကအေးရထလာတယ်ညဆောင်ချုံအိတ်တယ်ဆောင်းရင်းချမ်းလို့ရောဘယ်လောက်လဲ400ယူသွားတယ်ဟင်းလာဈေးထွက်သွားတယ်အဲ့ပြန်လင်မယား2ယောက်တောက်တူမရအကုန်လုပ်တယ်ဝက်သားတောင်းထမ်းတယ်ရောပေး50ပေး100 9000ထမ်းမယ်ဆရာကြီးတို့ပေး150ဆရာအဲ့လိုပေါ့ဆရာရေဘိုက်စားတယ်မင်းကဝက်စားမယ်လက်ဖေးတောင်းမယ်စိတ်တောင်းမယ်ပြီးရင်ဘောလုံးထဲမှာအိတ်မယ်ဈေးကအိမ်သာမှာတက်မယ်ပန်းချင်းချမယ်ဆရာရေညနေဆောင်သွားတော့အခါမှာသူတို့လက်ထက်မှာ5-6ဝါ1000ချွတ်သွားပြီဆန်လေးတစ်လုံးဝယ်မယ်ငါးလေးဝယ်မယ်ရက်ွက်ထဲပြန်လာတယ်မနေ့ကပေါင်နဲ့ဆောင်ကိုရွေးရမယ်ညကြချမ်းမှာဘူးရော400အတိုးက40ကျွန်တော်တက်ဆာစကားပြောပြရသည်6ကကျွန်တော်ဗမာမိတ်ဆွေများကျွန်တော်အမျိုးတွေတွေ့ရတယ်ပဲကျွန်တော်ကြည့်ရင်းနဲ့လေတို့လူမျိုးတွေဆင်းရဲပြီဆိုရင်အမရေစိတ်ကဘာမှာအမေရိကန်မှာဆင်းရဲတာကဇိမ်ခံကားမရှိတာဟုတ်မှာဆရာခြံကြီးနဲ့မနေနိုင်တာဆရာရေအစားအသောက်ပြည့်စုံနေသွားတိုက်ဆေးရှိတယ်ဆရာရေတို့ဗမာအမျိုးသားတွေဆင်းရဲပြီဆိုတော့စောင်းပေါင်ပြီးငါခွေးငါကွာစိတ်ညစ်တို့နိုင်ငံကွာနာကြည့်လိုက်တာကွာကျွန်တော်ကိုသိန်းဝင်ရခမတည်းကလုပ်ငန်းကိုဗျာဆရာရဲ့ကျွန်တော်စားဝင်ရေးလုပ်ရတာဆရာအတိုးမယူနေပေါ့ဗျာလို့မယူရင်ကျွန်တော်ဘာရည်တည်မလဲဆရာရဲ့ကျွန်တော်အတိုးလေးနဲ့စားတာလေကျွန်တော်လည်းစိတ်မချမ်းသာဘူးဆရာကိုသိန်းဝင်ကျွန်တော်နိုင်ငံမှာဒီစောင်းပေါင်ပြီးတော့40ပေးပြန်သွားထမင်းလေးချက်ကိုညအိတ်ကြဆောင်လေးနဲ့မလက်လာ400ချောင်းတချို့ကဒန်အိုးတွေဆရာကြီးသွားကြည့်ဆရာပြန်ရွေးတယ်ဆန်လေးနဲ့ချက်လိုက်တယ်ဇလုံးလည်းပုံချတယ်ငါးလေးတွေငုတ်သီးလေးတွေပါလေးတွေနန်းမင်းလေးနဲ့ပွေးလိုက်တယ်ဇလုံးလည်းပုံချတယ်အိုးဆေးထားတယ်လင်မယားနဲ့စားရတယ်အိတ်ကြတယ်မနေ့အဲ့တောင်းပြန်ယူလာတယ်ရော့200ပေး200လည်းပြန်ထွက်သွား6သူ6သားများမှာအဲ့တော့စိုးသူတော့ရှိမှရှိမယ်ပေါ့သို့တော့ကျွန်တော်ကစာရေးဆရာပြီးကျွန်တော်လျှောက်သွားတဲ့အခါကျတော့အလွန်တရာစိတ်ညစ်စရာကောင်းတာပဲဘိုးကျောင်းဆန်တွေ့တဲ့လူခင်မတို့ကကိုသားချိုစာရေးဆရာပြီးလီဆဲတယ်စွတ်ကြဲကြိုင်းပြန်တဲ့မတို့မထင်နဲ့နော်တကယ်ခက်လာပြီဆိုရင်မတို့ရန်ကုန်ကကျေးဥဆောင်ရှိမှာခက်လေးလေးကြွကြွလေးနဲ့အကိုကြီးတောက်တာကြံလာပြီးပါလို့မတောင်းဘူးလားကဲကျေးဥတောက်တဲ့ဆိုင်မှာလေအကြံလေးလေးနှုံချတာတောက်နေရတာတို့လူမျိုးကွာထားပါတော့ဘုံကျုံဆန်တာတွေ့ပြီလေမင်းအိမ်မရှိဘူးလားဟုတ်ကဲ့ဘုံကျုံကျွန်တော်မရှိလို့ဘာလို့လဲထင်လဲကျွန်တော်ခုနချွတ်မဲ့အိမ်အနှွေးအိမ်တိုက်ပုံမဟုတ်ဘူးဟေ့အောင်ရော့မိုက်တဲ့နတ်မောက်သားအောင်ဆန်းဥဖတော်စုသားအညာသားမိုက်နေတာဘဝင်မြင့်တာလည်းမရှိဘူးငါပါကွာငါတက်မတော်သားတင်နာပရိကွာငါနံပါတ်1ကွာတိုက်ပြီကောင်းဆောင်ဘာညာမရှိဘူးလမ်းဘေးအကျော်တဲ့ဆင်းပြီးတော့မှဟေ့အောင်ငါယူမစဘယ်သူကယူမှာလဲဘယ်လိုကြီးကျွန်တော်မဝှချင်ဘူးဘယ်လိုကြီးဟေ့အောင်ယူလို့ပြောနေရလေနတ်မောက်သားရဲ့စိတ်ကကြီးသားဟန်ဆောင်လာမဟုတ်ဘူးနော်ကျွန်တော်မဝှချင်ဘူးမိမလှည့်ကြည့်တော့မိမလည်းမျက်ရည်ကျနေငွေအကျော်တဲ့ဒေဝီတန်းလိုက်နဲ့စွင်းချလို့ရောမကြီးနဲ့လင်မယားနဲ့လှမ်းကြည့်တဲ့မျက်လုံးတွေရဲ့အဓိပ္ပာယ်ပါလဲဆိုတော့နင်းနဲ့ငါနဲ့ညားပြီးတော့ရန်ကုန်တက်လာတာဒုက္ခတွေနဲ့တို့မေတ္တာတရားတို့ဂရုဏာတရားတို့ဘယ်တော့မှမတွေ့ခဲ့ဘူးနိဖက်ကမိတွေဖတွေနိတဝမ်းခွက်နှမခွက်တွေရအောင်နှုတ်စီဘူးနှလုံးပေးဘူးလားဆန်လေးမပေးဘူးပါဘူးငါဘက်ကရောရောင်းမတကောငပိလေးတကောစီလေးတမှုတ်ထမင်းဆိုထည့်ပေးဘူးသလားလောကကြီးမှာမေတ္တာတရားတို့ဂရုဏာတရားတို့စာနာထောက်ထားတာတို့မရှိဘူးထင်ကြတာယောက်ျားကြီးအခုတွေ့မြဲတွေ့တော့နတ်မောက်ကဘုံကျုံအစမ်းနဲ့ကျမတို့လင်မယားနဲ့တော့တွေ့ကြပြီယောက်ျားရဲ့ငိုးနေတာတဲ့တော့ပါယူလိုက်လေဘုံကျုံကြီးပေးနေတာကျွန်တော်မယူချင်ဘူးဘုံကျုံကအကိုကြီးတယောက်ကညီလေးကိုဆူတဲ့အတိုင်းပဲဒီအညာသားဒီနားမလှမ်းမကန့်လူရဲ့နှလုံးသားကြည်စမ်းနှလုံးသားအာဟာရတွေဟေ့အောင်မယူလို့ပြောနေရတော့ငါသေးမသိချင်လို့လားငါတီးရလို့လေဒီတယ်မှာမချမ်းတယ်မင်းအေးလို့သေသွားကျင်တာတဲ့ရော့ဆိုပေးလိုက်တော့ပဲ့သားကြီးနဲ့လောက်ဆွတ်လိုက်ပြီးတော့ကမေးလို့ဝတ်ထားသိကျင်လားမင်း
ရှင်နဲ့အသေးနဲ့ပေးနေတာဓာတ်ပုံရိုက်နေလို့ပေးတာမဟုတ်ဘူးအမျိုးသားကောင်းဆောင်ဗိုလ်ချုပ်ဆန်းကစဉ်းစားလေးရတနာညာတော်အဖြစ်အိမ်ညာပေးနေဖို့မဲပြုံးပေးပါဗျာအဲ့လိုမဟုတ်ဘူးအကိုတို့အဲ့လိုမထင်နဲ့ဗီဒီယိုကင်မရာလေးနဲ့ဟာရိုက်ပြီးတော့ဟောအကျဉ်းသားကြီးတော့ဟာတို့ဗိုလ်ချုပ်မဲမဟုတ်ဘူးဘယ်သူမှမရှိဘူး